ဖခင်ဖြစ်သူဦးရော့ဆက်စီက14နှစ်ကြာအောင်လို့အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ဂျူလီယာဆက်တို့သားအမိအချိန်အတော်တန်ကြာအောင်လို့အိမ်တွင်းအကြမ်းဖက်ခံရပြီးတော့ပြေးပေါက်မရှိအောင်လို့ချုံနှောင်ထားခြင်းကိုခံရသူကတော့မိုးကုတ်တထေးကြီးဦးရော့ဆက်ရဲ့မိသားစုပဲဖြစ်ပါတယ်အပြင်လူရဲ့ပဋိပက္ခမပါဘဲအိမ်တွင်းအကြမ်းဖက်မှုမှာတင်လွတ်လန်းမရှိအောင်လို့14နှစ်တိုင်တိုင်ခံခဲ့ရတဲ့ဂျူလီယာဆက်ရဲ့မိခင်ကတော့ဖခင်ဖြစ်သူပြဿနာရှာတဲ့အခါတိုင်းမှာဒဏ်ရာကြီးငယ်ရပြီးသူတို့သားသမီးတွေကိုပါရိုက်နှက်နှိပ်စက်လေးရှိတယ်ဆိုတဲ့အကြောင်းကိုဆိုရှယ်မီဒီယာပေါ်မှာပေါ်ပေါက်ကြားလာခဲ့တာပဲဖြစ်ပါတယ်ဦးရော့ဆက်အနေနဲ့ကတော့သူ့ရဲ့မိန်းမဖြစ်သူနဲ့ကလေးတွေဟာသူ့ရဲ့အိမ်တွင်းအကြမ်းဖက်မှုကြောင့်အိမ်ပေါ်ကဆင်းသွားတယ်ဆိုတဲ့အချက်ကိုဖုံးကွယ်ထားပြီးပိုင်ဆိုင်မှုပေါင်းများစွာနဲ့ရွှေတွေကိုခိုးပြီးအိမ်ပေါ်ကနေဆင်းသွားတယ်လို့ဆိုကရဲစခန်းမှာအမှုဖွင့်ထားခဲ့ပါသေးတယ်။ဒါကြောင့်ပဲသမီးဖြစ်သူဂျူလီယာဆက်ကအိမ်တွင်းအကြမ်းဖက်ခံထားရတုန်းကဗီဒီယိုဖိုင်တချို့ကိုဆိုရှယ်မီဒီယာပေါ်မှာချပြပြီးတော့တက်တည်ပြပြီးသူ့အဖေရဲ့လုံနိုင်စွမ်းကြောင့်အတော်လေးကိုကြောက်ရွံ့နေခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှာကြတော့လေငွေကုန်တစ်ခုကြောင့်အိမ်တွင်းအကြမ်းဖက်နေခဲ့တဲ့ဦးရော့ဆက်သူနဲ့မှမပေါင်းဖက်ရင်တဘဝလုံးအထီကိုပါဒုက္ခပေးမယ်လို့ကြိမ်းမောင်းထားခဲ့တာကြောင့်ပရိသတ်ကြီးတို့လည်းအားကိုးရမဲနေတဲ့သူတို့မိသားစုအတွက်အားပေးစကားလေးပြောပေးသွားကြပါဦးဗျာ။